အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့ YouTube channel ကနေအားလုံးဒါပြန်လဲကြိုဆိုလိုက်ပါတော့ပေါ့နော်ကျွန်တော်တို့ဒါမတွေ့ရတာလည်းကြာပြီပေါ့လေကျွန်တော်တို့ဒါမြန်မာနိုင်ငံကလည်းတော့ဟိုအမှောင်နဲ့အမှောင်မိုက်ဆုံးအချိန်ကာလတွေကိုရောက်နေတာဗျာဟိုမှောင်မိုက်တာထက်မှောင်မိုက်နေတာမျိုးပေါ့ဗျာဟုတ်လားဒီအချိန်ကြီးမှာလို့တယောက်နဲ့တယောက်ဖေးဖေးမမနဲ့ကိုကြီးစောင်းရှောက်ပြီးတော့ပေါ့လေနေကြပါလို့ကိုအနီးနားလူတွေပဲပေါ့လေเนาะကျွန်တော်တို့ဝေးရလူတွေကြတော့လဲဒါအဝေးရအလှည့်ရောက်ပေါ့နော်အတိတ်ကတော့အရင်ဆုံးဒါကိုပတ်ဝန်းကျင်ကကိုအချင်းချင်းတွေပဲเนาะကြိုကိုရောက်တဲ့နေရာမှာပေါ့ဗျာเนาะအဖေးဖေးမမနဲ့နေကြပါလို့ပဲအရင်ဆုံးပြောချင်ပါတယ်เนาะဘာမှမပြောခဲ့မနေ့ကအာဆင်နယ်နဲ့ဖူဟန်တို့ကန်သွားကြတယ်ပေါ့အဲ့ပုံမှာကျွန်တော်ပွဲပြီးသုံးသက်ချက်လေးပြောသွားချင်ပါတယ်ဆိုတော့YouTube မှာပဲကျွန်တော်တင်မှာပါเนาะFacebook မှာလည်းမတင်သေးပါဘူးเนาะဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်เนาะအားလုံးfighting မှာလို့စောစောပြောလို့ပဲတယောက်နဲ့တယောက်ဖေးဖေးမမပဲနေကြပါတော့ပြောရရင်တော့စိတ်တွေလျှော့ကြပါလို့ပဲကျွန်တော်ပြောချင်တယ်ခါကြဒီ online ကလည်းတော်တော်လေးအာယုံနောက်ဆရာရများတယ်ဗျာတလားအဲ့တော့သူများဒုက္ခရောက်နေပါလေဆိုအဲ့ဟာပေါ်မှာလေအဖွင့်ကောင်းယူပြီးတော့အဲ့လိုပေါ့သုံးမီလောင်တောကြောင်လောက်ကမောင်းခတ်ဆိုတာမျိုးတွေပေါ့အများကြီးတွေတွေ့ရတယ်ဗျာเนาะအဖွင့်ကောင်းကိုသူများဒုက္ခရောက်နေတာဟိုမှာအဖွင့်ကောင်းကိုစောင့်နေတဲ့လူတွေအများကြီးဗျာအဲ့လိုမျိုးတွေဆိုတော့ကျွန်တော်တို့ဒါအာဆင်နယ်ပွဲအကြောင်းစလိုက်ရရင်ဗျာအာဆင်နယ်ကဒါ2-1နဲ့နိုင်သွားတယ်ပေါ့ညပွဲမှာ2-1နဲ့နိုင်သွားတော့ဟို60မှတ်နဲ့ဒီမှာဦးနဲ့ဟိုတပွဲပိုကစားထားပြီးဒါ6မှတ်အကွာပေါ့ပြီးတော့မနေ့ကပဲဒါ Forest ကလည်း United ကိုနိုင်သွားတဲ့အခါကျွန်တော်တို့အစင်တော့ Forest နဲ့ Arsenal တို့က4မှတ်ပဲကွာဒါ Forest က58မှတ်နဲ့ဆိုတော့ဟိုကျွန်တော်ဒီနေ့မှဒါဖြတ်ပြောရရဲ့ Champions League ဝင်ခွင့်အတွက်က Forest ကတော်တော်ကိုအခြေအနေကောင်းသွားပြီလို့ပြောလို့ရတယ်ပြောရရင်တော့အဆင့်3နေရာကိုအောက်ကအတင်းနေနဲ့လူ့ဖို့ရမလွယ်ပဲနဲ့အဆင့်4တနေရာစာအတွက်ကိုပဲချက်စီတို့မန်စီးတီးတို့ပေါ့အဲ့လိုမျိုးတခြားတင်းနေနဲ့အဲ့လိုလူသွားရဟိုတော့များတယ်ဗျာအဲ့လိုမျိုးရှိတယ်ပေါ့နော်ဒီပွဲနဲ့ပတ်သက်လို့တော့ကျွန်တော်တို့အချိန်နိုင်ငံတကာပွဲတွေနာကျွန်တော်တို့အာဆင်နယ်ကဒါဒီကြားထဲမှာFA ကလည်းမကန်ဘူးဆိုတော့ကျွန်တော်ပြီးခဲ့တဲ့စနေတနင်္ဂနွေကလည်းဒါပွဲမရှိခဲ့ဘူးပေါ့လေအဲ့လိုအနေထားမှာတင်းကနည်းနည်းလေးဘောလုံးနဲ့ပြိုင်ပွဲနဲ့ဝင်းနေတဲ့အနေအထားမျိုးတွေတွေ့ရတော့ပြိုင်ပွဲနဲ့ဝေးတဲ့အခါမှာဘယ်လိုပဲဖြစ်ဖြစ်ကစားတဲ့အခါတွေမှာလည်းချက်ချင်းအသားမကျတာမျိုးတွေတွေ့ရတယ်ဒါအခုဒီပွဲမှာဆိုတော့တွေ့ရတယ်ပေါ့လေဖူဟန်ပြီးခဲ့တဲ့ဒါစနေနေ့တွေမှာသူတို့ FA ဖလားကန်ခဲ့တယ်လေအဲ့လိုဆိုတော့နည်းနည်းတော်တော်လေးသူကဟိုအသားကျနေပြီလို့ပြောလို့ရတယ်ပေါ့အာဆင်နယ်ကအဲ့လိုပွဲဆချင်းမှာဘောလုံးဆန်းနဲ့ကန်နေခဲ့တာတွေတွေ့ရတယ်အဲ့လိုရှိရင်နောက်ကဟိုဘာရှိလဲဆိုတော့ကျွန်တော်တို့ဒါဟိုပွဲထွက်လူစင်းရင်မှာလဲအာဆင်နယ်ကတော့ပုံမှန်လိုပါပဲမိုင်နိုတို့မာတင်နယ်လီတို့နွန်နယ်လီတို့ပေါ့နော်ပါတီ Rice အိုဒီကနောက်ကလည်းဒါ Louis Kelly ကြောင့်ဟိုဘက်ကအင်မာနဲ့ကာဗီယယ်ဆာလီဘာအဲ့လိုအတွေ့တွေထွက်လာတယ်ပေါ့လေအဲ့ကမှအခုဒီထားမိတာကဖူဟန်ကအလုံးဝဟို9ယောက်တန်းခံစင်းနဲ့ထွက်လာတာအဓိကတော့သူတို့အာဆင်နယ်ကိုကြိတ်မယ်ဆိုတာမျိုးပြင်မှာအာဆင်နယ်ကအဲ့လိုပိတ်ကစားရင်ခတ်တယ်လေကစားခတ်တယ်ပြိုင်ဘက်ကိုအနိုင်ယူနိုင်သားမရှိခဲ့တာကလည်းများတယ်ပေါ့အဲ့လိုအနေထားမှာဖူဟန်ကလုံးဝအပိုင်ဆိုပြီးတော့ကြိတ်လာအဲ့လိုမျိုးတွေ့လာတာဆိုတော့တကယ်လဲကစားတဲ့အခါမှာကစားရခက်ခဲတယ်အဲ့မျိုးတွေရှိတယ်ဒါပေမဲ့အဲ့လိုပွဲစတကယ်အဲ့ဒီအတိုင်းပဲကျွန်တော်ပွဲစတဲ့အခါမှာလဲအာဆင်နယ်ကလုံးဝဟိုတဲဘောလုံးကိုကောင်းမရဲတွေကင်နေကြတယ်အဲ့လိုတဲလို့မရဘူးပေါ့အဲ့လိုမျိုးပွဲဝေးနေတဲ့အနေထားတွေမှာဆိုတော့အဲ့လိုကန်နေမှာစင်မကောင်းဆိုတာနဲ့ကျွန်တော်တို့ဂါဘီယယ်ရဲ့ပွဲချိန်16မိနစ်မှာနာသွားတယ်ကျွန်တော်ပေါင်ကြွသားထန်ရတာမတည်ဘူးဗျာနော်အဲ့လိုမျိုးတကောင်ကြော်လာအဲ့လိုမျိုးတင်းရနာသွားတယ်ဆိုတော့ဟိုအဲ့ဒါလည်းတရားမပြင်းထန်ပါစေနဲ့ပဲဆူတောင်းနေဗျာတကယ်အဲ့လိုမျိုးနာသွားတယ်စိတ်မကောင်းတာနဲ့သူ့နေရာမှာ QV ဝင်ကစားတယ်ဒါ QV လည်းအမှားရမရှိကစားသွားတယ်လို့ဆိုရမှာပေါ့ဆိုတော့ဟိုတခြားပြောစရာတွေကတော့ဂိုးတွေနဲ့ပတ်သက်လို့ပေါ့ဒီဂိုးတွေကတော့ဒီ
ထမဒီမိုင်းတို့ရဲ့အလုံးဆိုရင်ဒါနည်းနည်းကန်ကောင်းတယ်လို့လည်းပြောလို့ရတယ်ပေါ့လေနော်နယ်စီကထွက်လာပြီးတော့ဒါနယ်နယ်ကထွက်လာတဲ့လုံးမိုင်းတို့ကပိတ်တွန်းတယ်ပြီးရင်နောက်တန်းနဲ့ထိပြီးတော့အကြောင်းပြောင်းဂိုးဝင်သွားတယ်ပေါ့လီနိုလည်းဘာမှမတတ်နိုင်ခဲ့အဲ့ဒီတကိုးရတဲ့အချိန်မှာကျွန်တော်တို့အာဆင်နယ်ကတော်တော်လေးတက်လာတော့တာဘယ်လိုလဲဆိုတော့တော်တော်ကစားရခက်တယ်တကယ်ဒါပေမဲ့အဲ့လိုဒီပွဲမှာကျွန်တော်မြင်မိတာအာဆင်နယ်ကစားရခက်တယ်ဆိုပေမဲ့အခါတိုင်းလူကြီးညံ့နေတာမျိုးကြီးပြီးမှနောက်ကြီးမှာပဲဝေ့နေတာမျိုးကြီးမဟုတ်ဘူးသူတို့လုံးဆရာရှိတာတွေကိုလုံနိုင်တယ်အဲ့လိုမျိုးအဓိကတော့ဒီပွဲမှာမာတင်နယ်လီတော်တော်ကောင်းခဲ့တယ်တော်တော်ယုံခဲ့တယ်အဲ့ဒါမျိုးကြီးပေါ့ဆိုတော့အဲ့လေးခဏထားပြီးတော့ဆက်ပြီးတော့တွားချင်တာကဂိုးအကြောင်းပေါ့ဒုတိယဂိုးမှာကျတော့အဲ့လိုပဲပေါ့ကျွန်တော်စောစောကပြောလို့ပဲမာတင်နယ်လီရဲ့ယုံတာတော်တော်တိတာခဲ့တယ်သူကလေ rise စီကနေလာပြီးပေးတဲ့အလုံးအဲ့ဒါသူ့စီရောက်တယ်သူကလုံးဝသူ့ရဲ့ညံတော့အသုံးချပြီးလင်းမြန်နဲ့ပြိုင်မဲ့ရဲ့ခံစစ်စုံတွေကိုတိုးထွက်ခဲ့တယ်အဲ့ဒီကနေမှဟိုဘက်ကဘယ်ဝန်းမှာရှိတဲ့မိုင်းနိုစီကိုထိုးပေးလိုက်တယ်မိုင်းနိုကလည်းဒါသူအလဲကနေဘယ်ဝန်းကိုသူကချဲ့ထွက်လိုက်တာပေါ့ဒီကအဲ့ဒီအခါမှာမိုင်းနိုကမထိမ့်မဲ့ချက်ချင်းခေါ်စင်ပေးတယ်အဲ့ဒါကိုမန်တင်နယ်လီကနောက်ပေါက်လေးနဲ့တွေ့ရကျွန်တော်တို့အပြောဆိုရင်ခွေးတေးပန်းပုံစံပေါ့အဲ့ဒါလေးနဲ့နောက်ပေါက်လေးချပေးပြီးတော့အဲ့ချပေးတဲ့အလုံးကိုစာကားပိတ်တွန်းသွားတယ်ဆိုတော့စာကားကဗျဟုတ်လား3-4လလောက်နားနေရတာဒါပေမဲ့9မိနစ်မပြည့်ခင်မှာပဲတကိုးရတာပဲသူရဲ့လက်ကြီးရတယ်တကယ်နော်တကယ်လူတယောက်ကစားသမားတယောက်မှာကစားသမားမဟုတ်ဘူးဘာလို့မဆိုလေလက်ရှိတဲ့ကောင်မှရှိတယ်ဗျာတဲ့မှာတကယ်ဟိုကစာကာကလက်ကောင်းတယ်ဟိုကစားတာကောင်းတယ်ပြောဒီနေ့ပွဲမှာဆိုတော့တိတာတယ်ပြောရင်တော့အဲ့ဂိုးကဆိုတော်တော်လေး perfect လို့ပြောလို့ရတယ် perfect ဆိုတာတဲ့ဂိုးတွန်းတဲ့ဂိုးဆိုတာတဲ့ဒီကျွန်တော်တို့ဟိုကစားဘက်ကနေတွန်းထားတာမှာတော်တော်လေးမိုက်တယ်ပေါ့လေဒီမှာလည်းနေတိုးထွက်တယ်မိုင်းလိုစီရောက်တယ်မိုင်းလိုကလည်းချိုးချတယ်မိုင်းနယ်လီကနောက်ပေါက်လေးနဲ့ဖန်တီးပေးလိုက်တယ်စာကာအေးစစ်စစ်လေးအပိုင်းလေးပိတ်တွန်းသွားတယ်အဲ့လိုမျိုးသူစည်းအနေထားမှာတော့ကျွန်တော်ပွဲကပြီးတော့ဖြစ်သွားတယ်သူစည်းမှာလေဆိုတော့တော်တော်များများကိုပွဲကိုထိန်ချောင်းကစားခဲ့တယ်ပြီးရင်နောက်သက်ဒီအချိန်မိုး6မိနစ်ပေးတာရဲ့ဒါ4မိနစ်မြောက်မှာသူကသူကဖြစ်စီမှာကိုတွန်းခဲ့တယ်အဲ့ဒီဂိုးမှာဆိုရင်လည်းကျွန်တော်တို့ Lewis Kelly မှားခဲ့တယ်ဒါကတော့မှားတာပဲပြောရရှိတာပြောရမှာဒါဆိုတော့ကောင်လေးကတစ်ခါတလေကျတော့အဲ့လိုမျိုး risk လောက်တာများတယ်ပေါ့လေစွန့်စားတာတဲ့လားမလိုအပ်တာတွေတစ်ခါလေလောက်တယ်ကျွန်တော်ဟိုးအရင်ပွဲတွေမှာလည်းတွေ့ခဲ့တယ်လေအဲ့လိုမျိုးလေးတွေရှိတယ်ဒီနေ့ပွဲမှာလည်းသူကမလိုအပ်တဲ့အနေအထားမှာဟိုးအဝေးထိသွားပြီးတော့သူကမာကင်သွားယူတာဟိုးဝန်းနယ်စီလောက်ဒီမာကင်သွားယူတဲ့အခါမှာအဲ့ဆိုတစ်ချက်လှည့်ပြီးတော့ဟိုကြိုင်ဘက်ကဘောလုံးထိုးပေးတဲ့အပေမှာဟိုအဲ့လိုမျိုးဖူဟန်ပါမာကဘက်ကနေတစ်ချက်လှည့်ပြီးတော့ဘောလုံးကြီးကိုပြေးရတယ်သူကပြက်ကြမ်းခဲ့တာဗျာအဲ့လိုမျိုးတွေပေါ့အဲ့လိုမျိုးရှိတယ်ဒီပွဲမှာဆိုသူလိုခဲ့တယ်ဒါပေမဲ့ပွဲပြီးကနီးမှာမှအကိုပေးရတာဆိုတော့အာဆင်နယ်အတွက်အရင်တင်ကြိုင်းမဖြစ်ခဲ့ဘူးပေါ့လေနော် AAC တောင်းတနဲ့ဒါ2-1နဲ့နိုင်ခဲ့တယ်လို့ပြောလို့ရတယ်ဆိုတော့ဒီပွဲမှာဟိုအဓိကချီးကျူးစရာရှိတဲ့ကစားသမားတွေကတော့ကြောက်အမြင်ဟိုပါပဲကျွန်တော်တော့မာတင်နယ်လီကောင်းတယ်ဟုတ်တယ်ဒါပေမဲ့ကျွန်တော်ကတော့ပါတီဒီဘက်မှာပါတီကငြိမ်တယ်ပါတီတော်တော်ကောင်းတယ်တော်တော်လေးကိုငြိမ်တယ်အဓိကအဲ့လိုမျိုးဟိုက9ရောက်တန်းခံစင်းနဲ့ကစားတဲ့ခါမှာလေပေါင်တာတွေပဲဒီလိုပဲချောင်းစောတာဒီလားကိုရီးယားဘလိုပဲဖြစ်ဖြစ်ပိတ်စော့ပြီးဆိုမှတော့ဟိုကပိတ်စော့ပြီးဆိုမှတော့ကိုကစားသမားတွေကအကုန်တက်ဖိထားရတာပဲတက်ဒါမဖိလို့လည်းမရဘူးအဲ့ဒါသူတို့ကမှတက်မလာတာလေဆိုတော့အဲ့လိုမျိုးအနေထားမှာကကောင်တာတွေကအရင်ကြောက်ဖို့ကောင်းတယ်အဲ့ကောင်တာတွေကိုပါတီကကောင်းကြီးကိုဟိုဘလို့လုံနိုင်ခဲ့တယ်ပြီးရင်အဲ့လိုမျိုးဟိုဘက်က pressure လိုက်ပေးတဲ့ခါမှာလည်းကောင်းကြီးချဲထွက်ပြီးကစားနိုင်ခဲ့တယ်သူကအဲ့လိုသူ့ရဲ့ပါတီပုံစံအတိုင်းပဲပေါ့နော်ဟိုလုံးဝအချင်းချက်ထဲကနေကစားဖို့ကိုခြောင်တော့လုပ်ပြရတယ်တော်တော်ကောင်းတယ်ဒီနေ့ပွဲအကြိုက်ဆုံးကကျွန်တော်ပါတီပဲပြီးရင်တော့ကျွန်တော်မာတင်နယ်လီကြိုက်တယ်ပေါ့မာတင်နယ်လီကတော့ဒီနေ့ပွဲတကယ်တော်တော်လေးမိုက်တယ်အဲစောစောကပြောတဲ့ဂိုးတွေကအစာပြီးရင်တခြားရုံးထွက်တဲ့အလုံးတွေလည်းအများကြီးပဲဒါပေမဲ့ဒီပွဲမှာကျွန်တော်စိုးရိမ်ရရှိတာတော့တင်ပါလေတင်ပါဒူးတိုင်ရထက်ရသွားပြီလားဆိုတော့စိုးရိမ်မိသေးတယ်ဒါပေမဲ့အဲ့လိုမျိုးဖြစ်နေရင်လည်းပဲဆက်ကန်နေတယ်ကောင်းတယ်ဒါပေမဲ့နောက်ဆုံးကျတော့မရတော့ဘူးထင်တယ်ဆို
အပေါ်သားပဲထင်ပါတယ်အဲ့လိုမျိုးလူစားလဲလိုက်ရတယ်ပေါ့လေနော်ဒုတိယပိုင်းမှာအဲ့လိုမျိုးလေးလည်းရှိရတယ်ဆိုတော့ခြုံပြောရရင်တော့ဒီဘက်ကအာဆင်နယ်ရဲ့ပထမဆုံးဒါ international break ပြီးပြန်လာတဲ့ပွဲဆိုတော့စချင်းမှာတိတ်အသားမကြတယ်လို့ဖြစ်ခဲ့တယ်ဒါပွဲချိန်လိုက်ကြာလာတဲ့မြအာဆင်နယ်ကဖိခဲ့တယ်ဒီပွဲတော်တော်များများစိုးမိုးခဲ့တယ်ဂိုးအဓိကတော့နည်းနည်းတစ်ခုရှိတာဂိုးလက်ကောင်းတာလည်းပါတာပေါ့လေနော်လုံတိုင်းဖြစ်တာတွေလည်းပါတယ်ဒါပေမဲ့အခါတိုင်းထက်လည်းအားရဖို့လည်းကောင်းတယ်တော်တော်လေးအာဒီဒါရဲ့ပုံစံအတိုင်းပေါ့လေတော်တော်လေးတိတိကျကျနဲ့လိုက်ပြီးကစားနိုင်ကြတာတွေ့ရတယ်အဓိကအားလာပါပဲဘာလို့လဲဆိုတော့ဒါအာဆင်နယ်ကနိုင်ပွဲရခဲ့လို့ဒါအဆင့်နှစ်မှာပေါ့လေနော်62မှတ်နဲ့ပေါ့နော်ရက်တည်နေပါတယ်နော်အားလုံးကျေးဇူးပါပဲဒီလောက်ပါပဲနော်အားလုံးကြည့်ဆိုင်ကြပါလို့ပဲနော်မှာပါရစေနော်ကြည့်ဆိုင်ကြပါနော်အားလုံးကျေးဇူးတင်ပါတယ်